အခန်းကြီးကြီး၄အောက်လလနဲ့63 square meter ကျော်ရှိတဲ့အခိုင်ပတ်ငွေ 5.5 million ဘတ်နဲ့ရမယ့်အခန်းကိုလိုက်ပြပေးမှာဖြစ်ပါတယ်ဒီ project နာမည်ကတော့ Superline Premium Taxing 11 ညိုင်ဆိုတဲ့ project ပဲဖြစ်ပါတယ်ကြို point project ဖြစ်ပြီးတော့မှ30ရာခိုင်နှုန်းပဲအရင်ပေးသွင်းရမှာပါဒါဆိုလို့ရှိရင်အခန်းလေးကိုလိုက်ကြည့်ရအောင်ဒီအခန်းကတော့ဝင်ချင်းမှာ living room နဲ့ dining area အကျယ်ကြီးဖြစ်ပြီးတော့မှဒီနေရာကတော့ကျွန်တော်တို့ common toilet ပဲဖြစ်ပါတယ်နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ balcony က2ခုပါတယ် living room မှာလည်းတစ်ခုပါမယ် master bedroom မှာလည်းတစ်ခုရှိမယ်kitchen ကလည်းမြန်မာလူမျိုးတွေအကြိုက် separate kitchen ဖြစ်တာမို့လို့အရင်ဝင်ဆင်ပြပါတယ် master bedroom ကတော့လုံးဝအကျယ်ကြီးပါကျွန်တော်ပြောပြထားတဲ့အတိုင်းပဲဒီနေရာကတော့ balcony လည်းပါပါသေးတယ်ဒါနဲ့ဒီ project က Superline developer ရဲ့ Premium Series Luxury Condo ဖြစ်တဲ့အတွက်ကြောင့်မလို့ ceiling height ကလည်း 2.7 meter အမြင့်ရှိပါသေးတယ်ဒီအခန်းလေးကတော့ second bedroom ပဲဖြစ်ပါတယ်ဒီ project ကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Hotel Estate မှာခုပဲ appointment လိုက်ယူလိုက်တော့เนาะ